Hello ကိုဘီအေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ပင်ပန်းနေကြပြီလားဗျဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ရင်ထဲကအနက်ရှိုင်းဆုံးစံတာတွေနဲ့ကိုက်ညီပြီးအိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်ဖို့ကူညီပေးမဲ့အပြုသဘောဆောင်တဲ့စကားတွေကိုအတူတူပြောရအောင်ပါဒီစကားတွေဟာကျွန်တော်တို့စိတ်ထဲကမြေစီလွှာမှာစိုက်ပျိုးထားတဲ့အပင်မျိုးစေ့လေးတွေနဲ့တူပါတယ်ယုံကြည်မှုနဲ့ထပ်ကာပြုစုပြိုးထောင်ပေးလာတာနဲ့အမျှဒီစကားတွေဟာကျွန်တော်တို့မြင်အောင်ထားတဲ့အမှန်တကယ်လက်တွေ့ဘဝအဖြစ်နဲ့ကြီးထွားရှင်သန်လာမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမနေ့ခင်းတိုင်းမှာဖြစ်ဖြစ်ညအိပ်ယာဝင်ချိန်မှာဖြစ်ဖြစ်21ရက်တိတိနေ့စဉ်ညစဉ်နားထောင်ပေးပါအားအင်ပြေးသွားတဲ့မနေ့ခင်းဖြစ်နိုးထလာပြီးမျောလင်းချက်ရောင်ချီရှိတဲ့ညချမ်းမှာကောင်းမွန်စွာအိပ်ဆက်အနားယူနိုင်မှာပါပထမဦးဆုံးအနေနဲ့အသက်ကိုဖြည်းဖြည်းချင်းတစ်ချက်ရှူသွင်းလိုက်ပြီးဖြည်းဖြည်းချင်းပဲလေကိုပြန်ထုတ်လိုက်ရအောင်ပါစိတ်ပင်ပန်းသမျှလူပင်ပန်းသမျှတွေကိုဖြေလျှော့ပြီးနောက်တစ်ချိန်လေဝဝကလေးရှူသွင်းရအောင်ပါဖြစ်ခဲ့တာတွေနဲ့မဖြစ်လာသေးတာတွေကိုခဏမိပြီးအသက်ကိုနောက်တစ်ချိန်လေကိုရှူရှိုက်လိုက်ရအောင်ပါဒါဆိုရင်စလိုက်ရအောင်ငါရဲ့ဘဝဟာလှပပြီးအတိတ်ပဲရှိပါတယ်ငါကငါကိုငါဂရုစိုက်ပြီးချစ်ပါတယ်ငါကငါကိုငါယုံကြည်ပြီးငါရဲ့မကုံခန်းနိုင်တဲ့စွမ်းရည်ကိုယုံကြည်ပါတယ်ငါကငါကိုငါရောငါရဲ့အသိစိတ်ကိုပါယုံကြည်ပါတယ်ငါဟာငါရဲ့အိမ်မက်တွေစီယုံကြည်မှုအပြည့်နဲ့ရွေ့လျားနေပါတယ်ငါဟာအောင်မြင်မှုနဲ့ထိုက်တန်ပြီးခံစားပိုင်ခွင့်ရှိပါတယ်ငါဟာကြွယ်ဝချမ်းသာမှုတွေကိုအလွယ်တကူပဲရယူနိုင်ပါတယ်ငါကအခုဒီနေရာမှာရောက်တဲ့နေရာမှာရောက်နေပါတယ်ငါကခိုင်မာတယ်တတ်သိရှိတယ်လောကဓာတ်ကိုကြန့်ခံနိုင်ပါတယ်ငါမှာစွမ်းအားတွေရှိပါတယ်ငါလုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ငါရဲ့ပတ်ဝန်းကျင်ကလုံခြုံပါတယ်လူတွေရဲ့ချစ်ချင်းကိုခံရပါတယ်ငါရဲ့အမှန်တကယ်ဖြစ်ချင်တာတွေကိုကိုယ်တိုင်ဖြစ်ခွင့်ရပါတယ်ငါဟာငါဘဝရဲ့ဇလံရေးသားသူငါကိုယ်တိုင်ပဲဘဝရဲ့ဒီဇိုင်းရေးဆွဲသူဖြစ်ပါတယ်ငါဟာဘဝရဲ့နေရာတိုင်းမှာကြောက်ရွံ့မှုတွေထက်မေတ္တာတရားကိုပဲရွေးချယ်ပါတယ်ငါဟာငါရဲ့အအောင်မြင်ဆုံးသောအချိန်နဲ့ကြီးပွားတိုးတက်ဖို့အဆင်သင့်ဖြစ်နေပါပြီငါဟာဘဝတင်ကန်းစာတင်ယူမှုအတွက်အခွင့်အလမ်းတွေအားလုံးကိုကြိုဆိုပါတယ်ငါဟာငါဘဝမှာရှိနေတဲ့ကြွယ်ဝချမ်းသာမှုအားလုံးအတွက်ကိုလည်းကျေးဇူးတင်ပါတယ်နေ့စဉ်နေ့တိုင်းနဲ့
တနေ့ထက်တနေ့ငါဟာငါရဲ့အိမ်မက်ဘဝစီနီးကပ်လာနေပါတယ်ငါမှာအောင်မြင်ဖို့လိုအပ်တဲ့အရာတိုင်းငါစီမှာရှိပါတယ်ငါမှာအောင်မြင်ဖို့လိုအပ်တဲ့အရာတိုင်းငါစီမှာရှိပါတယ်ငါကိုမေတ္တာတွေချစ်ချင်းမေတ္တာဆက်ဆံရေးတွေကဝန်းရံထားပါတယ်ငါဟာငါရဲ့ဘဝခီးကိုအားပေးတတ်တဲ့အပြုသဘောဆောင်တဲ့လူတွေနဲ့ပေါင်းတင်ဆက်ဆံနေပါတယ်ငါဟာငါရဲ့ဘဝခီးကိုအားပေးတတ်တဲ့အပြုသဘောဆောင်တဲ့လူတွေနဲ့ပေါင်းတင်ဆက်ဆံနေပါတယ်ငါဟာအတိတ်ပြစ္ဆုတ်ပံအနာဂတ်တွေကိုစိတ်အေးအေးထားပြီးလက်ခံတတ်အောင်ကြိုးစားနေပါတယ်ငါဟာအတိတ်ပြစ္ဆုတ်ပံအနာဂတ်တွေကိုစိတ်အေးအေးထားပြီးလက်ခံတတ်အောင်ကြိုးစားနေပါတယ်ငါကတည်ငါတိုင်းမှာရှိတဲ့အလှတရားကိုမြင်တတ်အောင်နေ့စဉ်လေးကျင့်နေတာဖြစ်ပါတယ်ငါကတည်ငါတိုင်းမှာရှိတဲ့အလှတရားကိုမြင်တတ်အောင်နေ့စဉ်လေးကျင့်နေတာဖြစ်ပါတယ်ငါဟာဘဝကိုကျေနပ်မှုရှိရှိရှင်သန်နေထိုင်နေရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာဘဝကိုကျေနပ်မှုရှိရှိရှင်သန်နေထိုင်နေရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါချစ်ရတဲ့ဘဝကိုရဲရဲဝံ့ဝံ့ဆက်လက်ဖန်တီးနေပါတယ်ငါဟာငါချစ်ရတဲ့ဘဝကိုရဲရဲဝံ့ဝံ့ဆက်လက်ဖန်တီးနေပါတယ်ငါရဲ့အိမ်မက်ဘဝကိုဖန်တီးနိုင်တဲ့စွမ်းအားရှိတယ်လို့လည်းယုံကြည်ပါတယ်ငါရဲ့အိမ်မက်ဘဝကိုဖန်တီးနိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ပါတယ်ယုံကြည်တဲ့အတိုင်းလဲရအောင်အမြဲကြိုးစားမယ်လို့လဲကတိပေးပါတယ်ယုံကြည်တဲ့အတိုင်းလဲရအောင်အမြဲကြိုးစားမယ်လို့လဲကတိပေးပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲအေးချမ်းသာရတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ